ဘရူနိုကလက်ရှိပရီးမီးယားလိဂ်ရာသီမှာအကောင်းဆုံးကွင်းလယ်ကစားသမားပဲအားလုံးပဲမင်္ဂလာပါဟန်တော်ကြီးအွန်လိုင်းဖက်တင်စာဖက်မှာအကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဝိုင်းဘတ်အိုင်ဘတ်ခွန်ရှိကိုဖာဖာဘိုင်စပေါ်နဲ့စပေါ်အိတ်ဇုံတို့ကိုတင်နေရာထဲမှာငွေကြေးယုံကြည်စိတ်ချစွာနဲ့စော်ကစားလို့ရပါတယ်ခင်ဗျာဘရူနိုညာကပြသွားတဲ့ခြေစမ်းကြီးကတကယ်ကိုရှယ်ကြီးပါမဖြစ်နိုင်တာတွေလည်းသူလုပ်တတ်တယ်လုံးဝကြီးမဖြစ်နိုင်တော့ဘူးဆိုရင်တော့ဘရူနိုကနီးစပ်အောင်လှုပ်ပေးနိုင်တဲ့ကစားသမားမျိုးပါဒါနဲ့စကားမဆက်ဒီလိုကစားသမားမျိုးကိုဆော်ဒီကိုရောင်းချချင်တာကဘလို့92ကြောင်နေတဲ့အုံနောက်နဲ့စဉ်းစားတဲ့ဘုတ်အဖွဲ့လေပြောင်းနေတဲ့ကတုံးတွေကိုတတွေးဆိုပြီးတော့ရိုက်ချင်လို့ပါဒါတွေကိုထားလိုက်ပါပွဲကြောင်းကိုဆက်ပြောပြချင်ပါတယ်ယူနိုက်တက်ရဲ့ဒီညနိုင်ပွဲအတွက်အစုံဖြတ်ဖြစ်စေတဲ့ကိုညာရဲ့တွင်းကိုမှာဘရူနိုရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကလည်းတကုတ်တရကိုဖော်ပြဖို့ထိုက်တန်နေခဲ့ပါတယ်။ Offside မှာရှိနေတဲ့အန်ဘူမိုကြောင့်ဘီလာရဲ့ခံစားမှုတွေအာယုံဆိုင်မှုအားနည်းနေခိုင်းမှာကိုညာရဲ့ပြေးလန်းကြောင်းလေးကိုထည့်ပေးလိုက်တဲ့ဘရူနိုရဲ့ပတ်စင်ကတကယ်ကိုလက်ဖြားခါစရာပါပဲ။ပြီးတော့သူကဘီလာရဲ့ခံစားမှုတွေကအန်ဘူမိုကိုပဲအာယုံဆိုင်နေခဲ့တာကိုသူကဘလို့တွေးမိသွားတာလဲ။3စက္ကန့်ပဲစဉ်းစားဆုံးဖြတ်ခွင့်ရရှိပါတယ်။အဲ့ဒီအချိန်3စက္ကန့်လောက်ကိုသူကောင်းကောင်းကြီးဆုံးဖြတ်နိုင်ခဲ့တာကတကယ်ကိုအံ့ဩစရာပါ။ဒီနေရာမှာမစီမဆိုင်လေးပြောချင်တာကချစ်တဲ့ဆိုတဲ့စကားလေးကိုပြောဖို့အရင်3နှစ်3မိုးစောင့်ကိုင်းနေခဲ့တဲ့လူကြီးမင်းတို့ရဲ့ချစ်လာစွာသောကောင်မလေးရဲ့ညံရီမျိုးနဲ့သာဆိုရင်ကိုညာသွန်းယူနိုင်မဲ့ကိုကဘယ်တော့မှဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူးချစ်တဲ့နှလုံးပြောဖို့အရေးကိုတောင်3နှစ်လောက်စဉ်းစားမယ်ဆိုတော့လူကြီးမင်းရဲ့ကောင်မလေးညံရီမမီတာက100ရာခိုင်နှုန်းသိကြတော့ခဲ့ပါပြီဟာသားတွေကိုနှောမနေတော့ပဲပွဲအကြောင်းကိုဆက်ပြောရရင်ဘရူနိုတယောက်ဟာဒီပွဲရဲ့ဒုတိယမြောက်ဂိုးဖန်တီးမှုဖြစ်ပြီးယူနိုက်တက်အသင်းအတွက်တင်တာမကလက်ရှိရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်ဆိုတဲ့ဂုဏ်ပေါ်ဟာဘရူနိုဖာနန်တက်မှတပါတခြားမရှိနိုင်တော့ဘူးဆိုတာဒီဖန်တီးမှုကသက်သေပဲဖြစ်ပါတယ်အခုဆိုရင်ဘရူနိုဟာယူနိုက်တက်အသင်းအတွက်တရားစီအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်ဒေးဗစ်ဘကန်ရဲ့15ချိန်ကိုကျော်ဖြတ်ကစံချိန်တက်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်